လေကကုန်ကြလို့ပြောအလူရှင်ဦးနဲ့အလူမတော်လေးတို့ရဲ့မိသားစုကထိန်တော်ပြော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 စရာကထိန်ဖွေတော်ကခုန်ကြလို့ပြောအလူရှင်ဦးနဲ့